ဒီနေ့သွားမှာကတော့ grade 7 ရဲ့ unit 1 lesson 1 my favorite singer ဆိုရက်ကျွန်တော်အနှစ်သက်ဆုံးအဆိုတော်တစ်ယောက်ရဲ့အကြောင်းသင်ခန်းစာလေးဖြစ်ပါတယ်ဒီသင်ခန်းစာမှာလေးဆိုရင် interview ပိုင်းဖြစ်တယ် interviewing asking for information သတင်းချက်လက်ရယူခြင်းမေးမြန်းခြင်းဆိုတဲ့အပိုင်းမှာပထမတစ်ပိုင်းက listening and speaking ဖြစ်ပါတယ် listening and speaking မှာ number 1 in pair ask and answer the following question နှစ်ယောက်တည်းစီမေးခွန်းတွေမေးမယ်အဖြေတွေဖြေပေးရမယ်အောက်ပါမေးခွန်းများကိုမေးပြီးတော့အဖြေပြန်ဖြေပေးရမယ်အပိုင်းဖြစ်ပါတယ် number 1 name 3 singers you know မင်းသိတဲ့အဆိုတော်3ယောက်အမည်ပေးရမယ်အဆိုတော်3ယောက်ဘယ်သူတွေလဲဆိုတာပြောပြမယ်နမူနာအဖြေအနေနဲ့ပြောမယ်ဆိုတော့ three singer I know are ဆိုတော်တွေပေါ့မြန်မာတန်စင်ကြရင်တော့မြန်မာတန်စင်ပေါ့ပညာဟန်ခမောင်တူစိုင်းတီဆိုင်ပေါ့